တ်ထိုးမှဖြစ်ပါတယ် It's good, no? အားလုံးပဲမင်္ဂလာပါ Phoebe Phoenix Podcast ကနေပြန်လည်ကြိုဆိုပါရစေဒီနေ့မှာတော့ Phoebe ရဲ့ guest တွေကအရင်ထူးခြားပါတယ်ဆိုတော့ Phoebe က music theory တွေစာသင်တယ်ဆိုပြီးတော့ပို့သိကြရပေါ့နော်ဆိုတော့ကိုသင်မှုတဲ့တပည့်အများကြီးထဲမှာမှဒီတကယ်ကိုအမှုပညာကိုတကယ်ချစ်မြတ်လို့ပြီးတော့တကယ် professionally အခုအောင်မြင်နေတဲ့ gun ကိုဖိတ်ခေါ်ထားပါတယ်ဆိုတော့အားလုံးပဲ gun ဖြစ်ပါ everybody မင်္ဂလာပါခင်ဗျာဆိုတော့ gun နဲ့ပေါ့နော်တွေ့ဖို့ Phoebe က script မရှိဘူးဒီတိုင်းပဲဘာပြောမယ်ဆိုတာမစဉ်းစားထားတော့ဒါပေမဲ့ကျမတို့ဒါနှစ်ယောက်ကြားမှာ training ကာလကလည်းတစ်နှစ်ကျော်လောက်ရှိရတဲ့နဲ့ဆိုတော့အဲ့တစ်နှစ်ကျော်ကအကြောင်းတွေရောပြီးတော့ तू တကယ် तू အခုဆို तू အရန်အောင်မြင်နေပြီပေါ့နော်ဆိုတော့ तू ရဲ့ဒီအောင်မြင်မှုတစ်လျှောက်မှာတွေ့ရတဲ့ तू ရဲ့အခက်အခဲတွေ experience တွေ sharing လုပ်ပေးချင်တာလေးတွေကိုပဲဒီတိုင်းစိတ်ထဲရှိတဲ့အတိုင်းပြောတော့မှာဖြစ်ပါတယ်လို့ ဒီချန်နဲ့ podcast session လေးဖြစ်ပါတယ် teacher Phoebe ပါ तू ကကျမတို့ teacher လို့ပဲ entire podcast မှာ comment တင်တယ် anyways it's fine ဘာဖြစ်ဘူး so okay gun so gun ရဲ့တခြင်းတွေအခုဆိုခဏလေးအချိန်တွင်းမှာအရန်အောင်မြင်တယ်လို့ပြောလို့ရတယ်ပေါ့နော်ကျမဆိုတခါ interview မှာ gun အကြောင်းပြောတော့အမ comment မှာရေးရတယ်ပြောဗါလဲနင်ပြောနေတဲ့လူတွေအကုန်သိရတယ်နင့်ကိုပဲမသိရတယ် so like तू ကတော့ကျမတဲ့အခုချိန်မှာအများကြီးပေါ့နော် media မှာရောဘယ်သွားပေါ့အခုကျမရဲ့ဒီအရင်က manager ဟောင်းမတိုးဆိုရင် तू ရှမ်းပြည်သွားတာ gun တခြင်းတွေကြီးပဲဘယ်ဆိုင်သွားတေးပေါက်တာဟဲ့တေးပေါက်တာဆိုတော့ gun ဖြစ်ပါတယ်ဆိုတော့ gun ရဲ့အခုအပေါက်ဆုံးတခြင်းတွေကချို့နဲ့ I don't cry like I used to okay ကြည့်ကျမပုံမှန်နေပြောရင်ကျမ I don't cry ကိုပိုကြိုက်တာအဲ့အမှတ်တရလေးပြောပြပေးလိုက်ပါဦး piano version yeah piano version I don't cry like I used to a piano version အဲ့ဒါလေး training တုန်းက gun အဲ့ဒါရေးပြီးတော့ကျမဂီတာလေးနဲ့ပို့ပေးဘူးလားလို့အဲ့ဒါရဲ့ပြီးတော့ taste me define ရဲ့ဟုတ်တယ်နော်တိုးတော်လဲကိုတို့ပေါ့တိုးတော်လဲကိုတို့ဘာလို့အဲ့လိုပေးရတယ်ဘာလို့တိုးတော်လဲကိုတို့အဲ့လိုမျိုးကျွန်တော်ကကြာလို့နည်းနည်းအတွေးတစ်ခုထည့်ပေးခြင်းတယ်သချင်းတိုင်းမှာပေါ့နော်ပြီးတော့ဒီသချင်းရဲ့ဟာက taste me define ဆိုတာအဲ့လိုပြောမယ် selling point တစ်ခုအနေနဲ့ပဲဖြစ်စေအဲ့လိုမျိုးဖြစ်စေပေါ့နော်အများကြီးကြော့နေမဲ့ဟာတစ်ခုကျွန်တော်မပေးချင်တော့အစတော့ပုံမှန်ဘာပေးရမှမသိလို့ပေးထားတဲ့ပုံစံမျိုးဖြစ်တယ်အဲ့လိုဆိုတော့တေချာလေးပြန်ပေးချင်တယ်အဲ့လိုဆိုတော့တေချာနဲ့နာမည်ရောရှိသွားမယ်ဟုတ်တယ်တိုးတော်လဲတော်ကိုတို့okay အဲ့လိုတော့လိုက်တာတိုးတော်လဲကိုတို့ तू ကဟိုဘာလဲတချင်း lyric ထဲမှာရှိလားအဲ့ဒါမရှိဘူးနော်တိုးတော်ဆိုရဲ word တိုးတော်တော့ပါတယ်လူတွေဒီတိုင်းတန်လန်းလေးအဲ့လိုစဉ်းစားစေချင်တာပေါ့ taste me define ဆိုကြတော့လေဘယ်လိုအဓိပ္ပာယ်ဖြစ်ပါမလဲ तू လဲအင်္ဂလိပ်လိုကြားရင်တော့အဲ့လိုတန်လေးဖြစ်နေမယ်အဓိပ္ပာယ်မျိုးပါပဲဟုတ်တယ်ရှင် okay ဘာလဲ I don't cry like I used to ရေးဖြစ်တဲ့အကြောင်းလေးပြောပြပါဦး I don't cry like I used to ရေးဖြစ်တဲ့အကြောင်းရဒီလုံးဝတချင်းကြောင်းခဏဖယ်လိုက်မယ်ဆရာဒီ okay အစကျွန်တော်တို့ဒီ training မှာဆိုကျွန်တော်တချင်းတွေစပြီးတော့တချင်းကနေအင်စာထပ်ရမယ်ပေါ့နော်အင်စာထပ်ရမယ်ဆိုတော့ memories ဆိုတဲ့အရာအကောင်းတော့မှာဟောဒီ6လအတွင်းမှာစပြီးတော့ဖြစ်လာခဲ့တဲ့ memories တွေတခုကိုရေးမယ်ဆိုဆွဲထုတ်လိုက်တာဖြစ်ချင်တော့ကျွန်တော်အဲ့တော့ကျွန်တော်နေရတဲ့နေရာပေါ့နော်ကျွန်တော်အားလုံးတူတူထားတဲ့နေရာမှာအဲ့ဝယ်နာလေးမှာကျွန်တော်ထွက်ရေးဖို့ကအဲ့နေရာဖြစ်ချင်တော့တကားရေအကုန်တော့ပိတ်တာဖိတ်တာအချိန်မှာ top out တခုတော့ရှိမယ်အဲ့လိုဆိုအဲ့တချင်ကိုနားထောင်လိုက်ဟုတ်ပြီ okay ဆိုတော့အဲ့ရနည်းနည်းစားရပါတော့ဘာမှလည်းမသိရလို့အချိန်မှာ top out တခုတော့ရှိမယ် okay အဲ့ဒါဘယ်လိုဆက်ရေးမလဲပေါ့အိမ်စာလည်းထပ်ရမှာမနေ့ပြန်ဆိုရင်လည်းကျွန်တော်တစ်ချက်ထပ်ရတော့ကျွန်တော်မပြီးကျွန်တော်တချင်ရေးခိုင်းတာလားဟုတ်ကြရဲ့အဲ့တော့တစ်ချက်ကျွန်တော်တို့ homework တခုပေးတာဟုတ်တယ်နော်အဲ့လိုကိုပိုင်တချင်ပါနော်တချင်တွေရေးပြီးတော့ဟုတ်တယ်တချင်ရေးရဲ့ period ရောက်တာဟုတ်တယ်အဲ့တော့ဟောထက်လက်ထပ်ရအောင်ပဲပေါ့ဂီတာလေးတစ်လုံးနဲ့ထွက်သွားပြည့်စင်တော့အဲ့ဝရနာတကားပဲပွင့်တော့ကျန်တဲ့တကားအဲ့လိုအဲ့ဒီကအပြင်သွားကြလို့လားဒါမှမဟုတ်တစ်ခုရှိလို့လားမသိဘူးကျွန်တော်တကယ်ချင်းတွေပေါ့နော်အားလုံးကအပြင်သွားရခြင်းတော့တကားအားလုံးပိတ်ထားတာဗျာအဲ့နဲ့ထွက်ပေါက်လိုက်ရှာကျွန်တော်နည်းနည်းအဲ့တော့နေရတဲ့အရင်ပုံစားနည်းနည်းစားရတယ်လို့ထွက်တဲ့တကားအဲ့လိုအပေါ်လက်ရှိအောက်လက်ရှိပြီးတော့နှက်ခမ်းပေါင်းထားတဲ့ပုံစံမျိုးဖြစ်နေအဲ့တော့နေရတဲ့အခါပေါ့နော်လို့ဆိုတော့အဲ့ထွက်ပေါက်တစ်ခုကိုတွေ့အောင်တစ်ချိန်မှာထွက်ပေါက်တစ်ခုတော့ရှိအဲ့အစားဒါပေမဲ့အဲ့ထဲမှာကျွန်တော်ရဲ့လိုပြောမလဲစက်ရေးဖို့တဲ့ ideas တွေအများကြီးပေါ်လာ okay အဲ့နေစားပြီးတော့စက်ရေးဖြစ်သွားရဆိုပါလို့အချိန် memories တွေကတခုပေါ့
အဲ့ဆိုကောင်မလေးတယောက်တဲကွဲပြီးအဲ့လိုရေးထားပါနောက်ပိုင်းဖြစ်လာတော့အဲ့အကြောင်းပဲချေအစားကနေထွက်မရလို့ဟုတ်တယ်ထောက်ပေါက်တခုလို့ကြီးလား Okay အမတ်တရတော့တော်တော်ဖြစ်သွားရဲ့တချင်ကျမကြိုက်တာဗာလဲ chorus တွေမင်းမရှိနာအဲ့နာလေးမှာအရန်ကျမတို့တခုခုကွာအဲ့လိုဆွေးမြေ့ဆိုတာခံစားစေရလို့ထင်တယ်အဲ့နာလေးတွေအဲ့နာတော့ထူးခြားအဲ့လိုမျိုးဖြစ်ဖြစ်ရှိတာမရှိဘူးဒီအိုင်မဲလားဒီချက်ရှိမှာဒါခုနကပြန်ပြောပြရအောင်ဒီချက်ရှိမှာအင်စာထက်တဲ့ချိန်မှာအဲ့အပိုင်မပါဘူးဟုတ်တယ်အဲ့နေရာမှာတခြားအရင်တော့မမှတ်မိတော့တချင်းနေရှမ်းများလို့ Yes အဲ့တော့ဒုတိယပိုက်ဆိုရင်တခြားစာသားတွေနဲ့တခြားပုံစံမျိုးအဲ့ဒါကြောင့်ထင်တယ်ဒုတိယပိုက်ကိုကျွန်မပိုကြိုက်တာအသစ်ပြေးရေးဖြစ်တာပေါ့ Yeah ဘာလို့ဆိုအဲ့ chorus မှတ်မိပဲ memory ကိုခဏဆိုနေတော့ပြီးတော့ခံကြောင့်မနိုင်ပြောရင်ကိုကဟို professionally တီးရမှုပဲနဲ့အင်စာကြောင့်ထပ်လိုက်ရဆိုတော့အဲ့တော့ဒီချင်းကဒီ word တလုံးအများကြီးတော့သုံးထားတယ်အဲ့လောက်ပဲပေါ့ဒီမဲ့တို့ producing ရအကုန်လုံးပြည့်သွားတဲ့အချိန်မှာတချင်းကအရင်ကြွတက်သွားလို့ကျွန်မထင်တယ်အဲ့တော့ကိုကကြောင့်တော့ demo နားထောင်တော့ကကြောင့်ပြီးလဲမပြီးသေးရတဲ့ကြောင့်ဖြစ်မှာပေါ့နော် Now I never get a clean on the mess I made 49 Now I never Yeah clean on the mess I Hold on not the right This time I can't go clean on the mess I made Hold on There's hurts me every time I close my eyes အဲ့ဆိုချို့ရအောင်ချို့ကကြတော့ကျွန်တော်တို့ I don't like I used to ရယ်ချို့ပေါ့နော်ချို့ဆိုပြီးချို့ကတကယ်နောက်ဆုံးမှရေးပြတယ်ပေါ့ Okay ဒါပေမဲ့ပြန်ပြီးတော့ထွက်လာတဲ့အချိန်မှာကျတော့ I don't like I used to ရင်ထွက်တယ်ပြီးတော့ချို့ထွက်တယ်ပြီးတော့ဟိုတိုးတော်လဲကိုလိုပေါ့နော်ကြောင်းပြန်ဖြစ်သွားတာတကယ်အရင်ဆုံးပြီးတာကအဲ့ taste me the fine တိုးတော်လဲကိုဟုတ်တယ်လေ Yes အဲ့ဟိုဆိုအဲ့နောက်ကသူထည့်ထားတာလေးတော့ကျွန်မကြိုက်တယ်ကောင်မလေးပါလဲ AI နဲ့ထည့်ထားတာပါဟုတ်တယ်ဟုတ်တယ်မချို့အကြောင်းကဒီထက်နည်းနည်းလေးပြောလို့ရနေတာဘာလို့လဲဆိုတော့ကအမြဲပြောတာ right person wrong time ကျွန်တော်အဲ့ဒါတော့ညင်းကြတယ်ဘာလို့လဲဆိုတော့ကျွန်မအဲ့ကပြောတာကျွန်မ right person wrong time ဆိုရင်အယူဆကိုလက်မခံဘူးလို့ဘာဖြစ်လို့လဲဆိုတော့ right person ကဘယ်တော့မှ wrong time မှာမလာဘူးဆိုတော့ wrong time မှာလာတဲ့ it's a wrong person ဆိုတော့ကျွန်မတို့ဆရာတပည့်ညညင်းလိုက်ကြသေးတယ်အဲ့အကြောင်းလေးပြောပါဦးကျွန်တော်တို့က right person wrong time ဆိုအဲ့ period တခုပေါ့နော်အဲ့ဒါကိုအဓိကဟိုစာအုပ်ဖတ်လို့ပဲဖြစ်စေအဲ့လိုခဏမြန်မာများတဲ့ movie တွေအဲ့ထဲအကြောင်းပဲဖြစ်စေအဲ့လိုအပြင်မှာလက်တွေ့ပေါ်မှာမြင်ရလို့ပဲဖြစ်စေပေါ့အဲ့လိုကြီးကြောင့် right person wrong time ဆိုတကယ်ရှိရတော့တိလာတဲ့အချိန်မှာအဓိကအားလုံးကတယောက်တည်းပဲစတင်လာခဲ့တာကျွန်တော်အသက်ရှင်မွေးဖွားလာတဲ့အချိန်မှာပေါ့နော်တည်ဆုံးကလည်းတယောက်တည်းပဲတည်ဆုံးဆိုတော့တွေးကြတဲ့လူတိုင်းဟာအားလုံးခီးသွားရတယ်ပဲမှန်တယ်ခီးသွားရတယ်ပဲဆိုတော့အဲ့ကနေစပြီးချို့စဖြစ်လာကျွန်မကြိုက်တာတော့တကယ်အဲ့ lyric မှာကြိုက်တာဟိုပါလဲငါဟာတော့မပီတာဆိုအဲ့အောင်အရင်ကြိုက်တယ်ဘာလို့ဆိုတော့ဒါတော့ခန်းရဲ့တချို့အဲ့ right person wrong time ရဲ့ perspective ကိုပဲကျွန်မကိုယ့်ရဲ့ ideology တစ်ခုဖြစ်တာတချင်းရဲ့ overall မှာကျွန်မတိလိုက်တာကြတော့ဘယ်လိုပြောမလဲလူတယောက်ကကိုယ့်ဘဝကိုကွာဘယ်တော့ရှုပ်ထွေးသွားစေနိုင်လဲပေါ့ကိုရောင်ကိုမဟုတ်တော့တဲ့အခြေအနေမျိုးကိုကနည်းနည်းလေးပူတွေးရလို့ပြောရမလားအဲ့လိုတွေးမိရဟုတ်လားခေါင်းအဲ့လိုဖြစ်ခဲ့ရတာလူတယောက်အဲ့တော့ကိုရှုပ်ထွေးသွားစေရအဲ့တချင်းမျှကြီးပါပဲအမျိုးပဲချင်းကိုလည်းအဲ့ချိန်မှာဖြစ်ခဲ့မှုနဲ့အခုပြန်ပြောရရင်ကျွန်တော်မတူတော့ဘူးမအဲ့မှုပြောကြည့်ပါလားအဲ့မှုပြောကြည့်အများကြီးပဲအဲ့တချင်းလိုပဲရှုပ်ထွေးတယ်နည်းအဲ့တချင်းလိုပဲရှုပ်ထွေးတယ်ဒါပေမဲ့ဟိုတွေးစရာအများကြီးပေါ်လာဘူးတချေဟိုထားပါအချစ်ကြောင်မှမဟုတ်ဗျာဟိုမှာဒီငါတော့မပီတာတော့တဲ့ဘယ်လိုပြောမလဲအခိုက်တက်နေဆိုတာနေရာတိုင်းအချိန်တိုင်းမှာရှိနေနိုင်တာကျွန်တော်တို့ဘယ်လိုနေရာမျိုးမဆိုမှရှိနေနိုင်တဲ့အခြေအနေမျိုးအဲ့အကြောင်းလဲတော်တော်များဒီငါတော့မပီတာလို့ငါတော့မပီတာတော့ပါဆိုတော့အဲ့ word မှာအများကြီးဆွဲခေါ်ရတယ်လို့ထင်ပါတယ်ကျမအဲ့နာနဲ့အကြိုက်ဆုံးပဲဘာလို့တခါကျရင်လူတယောက်ကိုသူကြပါဆိုမှားယွင်းဆိုတာတန်ရောစင်နေတွေ့မိရင်ကိုယ့်ရဲ့ဖြစ်တည်မှုတွေပါပျောက်သွားတယ်ကိုယ့်ရဲ့ပြော self esteem self value တွေပျောက်သွားတယ်ကွာအဲ့တော့အဲ့လိုဖြစ်သွားလို့ထင်တယ်ကျမအတွက်အဲ့တချင်ဆိုတော့ကျမကြတော့ gun နဲ့ perspective အကုန်တူတယ် word ရွေးချယ်မှုမှာကျမ right person wrong time လို့မသိ it's just a wrong person at a wrong time အဲ့ဒါပြောချင်တာဆိုတော့တပုတ်လုံးကျွန်မ argue နေမှာမဟုတ်ပါဘူးလို့ခံရဲ့ fan တွေကိုကြိုပြီးတော့ကြိုပြောပြချင်ပါတယ်ဒီဆရာမကြီးတော်တော်စားနေဖြစ်နေကျွန်တော်ရဲ့ teacher feel ပါဟုတ်ပါတယ်ကပြောရရင် तू ကကျွန်မတပည့်ထဲမှာဘယ်လိုပြောမလဲအဲ့ Rata Entertainment trainee တွေအားလုံးကိုကျွန်မတန်ရောစင်ရှိရဲအသက်လည်းမကွာတော့လေစစချင်းတို့တို့စာသင်ရကျွန်မတို့အရန်ဟိုစိန်ခေါ်မှုတစ်ခုပဲပေါ့နော်အဲ့ထဲမှာ तू လည်းပါတယ် तू ကဘာလို့ဆိုတော့ तू ကကျွန်မအဲ့လိုလေမလုံနိုင်ဘူးလို့ထင်တဲ့ challenge တွေ तू ပေးတတ်တယ်
ဒါပေမဲ့ तू အញ្ញမ်းရအောင်လုပ်နိုင်တယ်အချိန် period short period of time မှာပေါ့နော်အဲ့ခေါင်းတော့ကျွန်မပြောပူးပါတယ်မှတ်မိတာမသိဒါပေမဲ့အဲ့တော့ကတော့ဟိုအားလုံးရှိမှတိတိတာကြီးတော့အဲ့လိုမျိုးရောမချီကျူးပေါ့နော်ဘာလို့ဆိုတော့အရန်ချီကျူးအရန်ဆူအရန်အဲ့လိုလဲကျွန်မမဖြစ်ချင်ဘူးဆိုတော့မျက်လေးဖြစ်အောင်မကန်ကတော့အဲ့တော့ဆိုကျွန်မ तू Michael Bublé အိမ်စာပေးတယ်လုံးဝ Michael Bublé တိုင်းဆိုရဲအဲ့နောက်တစ်ပတ် Michael Bolton ပေးတော့နောက်တစ်ပတ် Michael Bolton ဖြစ်သွားအဲ့ဆို 1OK Rock ချင်းနဲ့တော့ဆိုရဲ 1OK Rock လေးအောင်ကျင့်လိုက်သေးတယ်ကျွန်မပြတယ်ရှေ့နောက်တော့ကြည့်ဆိုတော့ဘာ challenge လာအဲ့လိုဖြစ်နေဆိုအဲ့ဒါကိုရဲ့ athletic ဖြစ်တဲ့စိတ်ကလာတယ်လို့ပြောလို့ရလားကန်က athlete တယောက်ဆိုတော့လေဟုတ်မယ်ချေကျွန်တော်ကကြာလို့ music နဲ့ပတ်သက်ပြီးအဲ့လိုလေ့လာချင်တယ်အများဘယ်လိုပြောရမလဲကျွန်တော်အစအဲ့လိုဒီဘက်အပိုင်းဘယ်လိုပြောရမလဲဗျာကျွန်တော်ဒီ6လ training ပေါ့ဒီ6လ training မစခင်ကျွန်တော်အဲ့လို rap လုံးဝနားလား rap hip hop မှာ hip hop ကျွန်တော်မရောနဲ့အခုကျွန်တော်ပြောတယ်ကိုsorry ကိုကရတဲ့အရာပေါ်မှာလည်းမူတရားပါတော့ကျွန်တော်တော့အဲ့လို dance style အစားအဲ့လိုမျိုးဘက်ကိုပို့တော့တာပေါ့နားထောင်ရတဲ့ချင်းပုံစံပြီးတော့အဲ့သူကရရဲ့အကမျိုးစားရဲ့ BU စားတွေမှာအဲ့လိုမျိုးကြီးဆိုကန်ဟုတ်တယ် तू ကတိတိတာသူ့မှာလေဟိုရှင်ပြိုင်ခြင်းနဲ့စိတ်ပြောချင်တာကောင်းတဲ့ competition သူ့မှာအဲ့လိုမျိုးစိတ်ရှိရပေါ့နော်အဲ့ဒါကန်ကဘာtaekwondo အဲ့ပြလိုက်ပါအောင်မှာတချို့ရမသိကြဘူးကျွန်တော်ကျောင်းသားဘွားပေါ့နော်9တန်းပေါ့9တန်းစပြီးတော့9တန်းပဲဟုတ်မယ်4တန်းပြီးကျွန်တော်အလယ်တန်းဆင့်9တန်းညရာတီတက်မဲ့အချိန်အဲ့လိုအဲ့တုန်းကရက်ကွက်ထဲမှာကျွန်တော်ဘောလုံးကန်တကုံကန်အားနဲ့ဂိမ်းလိုက်သွားမယ်မိုးလင်းမိုးချုပ်အဲ့လိုအိမ်ကပေးမသွားဘူးဆိုရင်တော့မသွားကျင်တယ်လူမျိုးဗျာအဲ့လိုမသွားနဲ့ဆိုကျွန်တော်သွားကျင်တယ်မသွားရဘူးဆိုချန်ချိုကြီးထွက်အဲ့လိုပြန်လာတော့ရိုက်ကန်အောင်ထားပါတော့အဲ့လိုမျိုးချင်အဲ့ဟာကိုကျွန်တော်အမေပေါ့ကျွန်တော်ရဲ့အမေကပြောင်းလဲပေးခြင်းတယ်ဒီရက်ကွက်ထဲမှာအချိန်မကုန်နဲ့မစော့နဲ့မဟုတ်ဆိုအချိန်ကိုခွဲပြီးလုပ်စေခြင်းတယ်အားကစားတစ်ခုအနေနဲ့လည်းတက်ထားတာပို့ပြီးအဆင်ပြေပြီးတော့ရင်ကျောင်းနဲ့အားကစားပြီးရင်ကိုလိုချင်တဲ့ကျောင်းပဲမဟုတ်ဘူးเนาะကိုလိုချင်တဲ့ရွေးချယ်မှုတစ်ခုကိုလည်းကိုရွေးချယ်တက်လာအောင်ပြီးတော့ရင်စိတ်သက်ပိုင်းဆိုင်ရာယောက်ျားလေးတစ်ယောက်လည်းဖြစ်တယ်ကျွန်တော်အသားယောက်ျားလေးတစ်ယောက်အကြီးဆုံးလည်းဖြစ်တော့အဲ့လိုပို့ပြရအောင်ကျွန်တော်စပြီးတော့ဒါတစ်ဖက်နောက်တစ်ဖက်ကကျတော့ကျောင်းတော့အမြဲနိုင်ချင်းခံရမှာပါတယ်မဖြစ်နိုင်တာဘာလို့လဲလေးနဲ့ကျွန်တော်ကျောင်းတက်တော့ကျွန်တော်ကတုံးတယ်ဗျပြီးတော့ Apple ပို့ပြီး Apple ဒီမှာအတင်မှာထည့်လိုက်ပြီအဲ့လိုအမြဲအဲ့လိုကျွန်တော်စပင်ကျွန်တော်တကြံရောက်ပြီဆိုရင်အဲ့လိုအခုတကြံလက်လာတော့မှာဗျတကြံရောက်ပြီဆိုရင်ကျွန်တော်အမြဲစပင်ဆေးဆိုအိမ်ထဲမှာနေတာတကြံရောက်ရင်စပင်ဆေးဆိုတာကြိုက်တာ Okay အဲ့လိုမျိုးဆိုတကြံပြီးရတယ်ကတုံးဘုံကြီးဝက်အဲ့လိုမျိုးဆိုကျောင်းပြန်ဖွင့်တဲ့အချိန်တည်းကတုံးနဲ့ပြဟုတ်ဆိုကျောင်းမှာအမြဲအဲ့လိုကတုံးနဲ့ဆိုအမြဲတမ်းရန်စားကန်အမြဲတမ်းအဲ့လိုဘယ်ပြောရမလဲအနိုင်ကျင့်ခံပေါ့ပြောရရင်တော့ဒါပေမဲ့အဲ့လိုတစ်ချိန်ကျတော့ကျွန်တော်အားကစားလုပ်ဖြစ်သွားတာအဲ့ဒါကြောင့်လည်းပါကျွန်တော်စိတ်ကအရန်နှုတ်သွားပါဗျာပြီးတော့ကျွန်တော်ကလည်းလို့ AB အခန်းလို့ A ခန်း B ခန်းနေတယ်ကျွန်တော်ပြောတာ C တို့ D တို့အဲ့လိုကိုယ့်တက်ကြီးရတယ်ကိုကလည်းအဲ့မှာပဲပြောတာအဲ့လိုအနိုင်ကျင့်ခံတာကြိုက်လို့တော့မဟုတ်ဒါပေမဲ့အဲ့လိုအနိုင်ကျင့်ရတယ်ဆိုတဲ့ feeling ကကိုယ်ပို့ပြီးနာနာထောင်းတယ်လို့ခံစားဆိုတော့အဲ့ရစိတ်ကနေပဲအားကစားရှိကိုပို့ပြီးအားရဖြစ်လာအားကစားရှိကိုအားရပို့ဖြစ်လာတယ်အားကစားနေပြီးပြန်ပြီးတော့ဒီကအကောင့်ဘက်ကိုပြန်ပြီးဘယ်ပြောရမလဲ manufacture ဖြစ်သွားတဲ့အချိန်ဟာ Okayအဲ့လိုမျိုးပေါ့ကန်နိုင်ချင်ရတော့ကျွန်မဘယ်လိုမှမျိုးလုံးနဲ့မြင်လို့မရဘူးဆိုတော့ကန်ကိုကျွန်မသိတဲ့အချိန်မှာကန်ရဲ့ energy ရော like the way you speak the way you see things အဲ့လိုဟာတွေကနိုင်ချင်ရမယ်လူမျိုးမဟုတ်ကွာကိုကနိုင်ချင်မယ်ဆိုတော့ကျွန်မယုံမှာကျောင်းမှာဘူးလီတော့မဟုတ်ခဲ့ဘူးမလားအဲ့တော့စုရစိတ်တွေပါရဘူးပဲမလားရဘူးအဓိကပြောင်းလဲသွားတော့ချေတခုပေါ့ turning point တခုဖြစ်သွားပို့ပြီးကောင်းလာရဖြစ်သွားအဲ့ဒါအကောက်မှာလည်းအရေးပါတယ်အဲ့ဒါကြောင့်ပြီး gymnastic လို့ခေါ်တာကိုယ့်ရဲ့ဒီ structure ကအရင်ကိုပေါ့ပါနေတာဥမာဂန်ကိုဆိုရင် Phoebe ရဲ့ညီမဂန်ကိုတည်တာအကနဲ့တည်တာ dance of the year မှာဂန်ရဲ့အဲ့မင်းလေးလိုကရတဲ့ဟာလေအခရအောင်အင်းဒီ top လေးနဲ့ cover အဲ့ဒါကို तू အရန်ကြိုက်တယ် तू အဲ့ဒါပဲကြည့်တယ်အဲ့ဒါကျမကတော့ तू ကပေါ့ပါလိုက်တာပေါ့ girl style ကရတယ်ထင်ပါတယ်အဲ့ဝေးကအဲ့ချိန်မှာ तू girl style ကရတော့မှအရန် main ကလေးရဲ့ energy မျိုးက professional အချိုးအစ်စ်တွေကကျမပြောယောက်ျားလေးတယောက်ကဘယ်လောက်ကတက်တိတ်မပေါ့ဘူးပဲဂန်းကိုကြည့်လိုက်ရင်ကနေလို့မခံစားရဒါတော့ကျမအကကြောင့်စိတ်ဝင်စားတဲ့လူတွေအဲ့လိုထင်နေပေါ့ဆိုတော့အဲ့ဒါအကုန်လုံးကလည်းဆောနာပြောသလို sports ဘာညာအကုန်လုံးနဲ့ချိတ်ဆက်လာထင်ပါတယ်ဟုတ်မယ် one way or another ဟုတ်မယ်ကျွန်တော်အဓိကတော့လို့ဖြစ်အောင်လုပ်ချင်တာပါပဲအဲ့တော့ကျွန်တော် dance of the year မှာဆိုရင်လည်းအကပဲပေါ့နော်အကပဲကိုပြောရင် dance of the year မှာဆိုရင်အားလုံးက solo audition တွေပဲခေါ်တာအဖွဲလိုက်တယ်မဟုတ်ကျွန်တော်လည်းအဲ့လို900စီဖွဲ့ပေးရဲဆိုတာလည်းကျွန်တော်နဲ့တခါမှမကဘူးမတွေ့ဘူးမကြုံဘူးမဆုံဘူးတဲ့လူတွေပဲသူတို့ကြည့်ပြီးတော့ပဲလုပ်ပေးလိုက်တာကိုရွေးရမှာပေါ့အဲ့လိုအဓိကဒိုင်တွေကနေပြန်ခွဲပေးရပါတော့အဓိကအဲ့ competition ဆိုတာအဲ့လိုမတော်ရအများCan you play soul catcher? Soul catchers, yeah.
ပြီးတော့မှဗာလဲကန်ရဲ့အဖေကအဆိုတော်ဆို like အဲ့ဆောင်ကန်အကသမားနေကွာတဘောတစ်ခုကအဆိုသမားကြီးအနေနဲ့ပဲအခုဆိုလူတွေသိရတယ်နိုင်ငံလုံးကအကန်တချင်းတွေကြိုက်တယ်ဆိုတော့ကန်ကိုကားရတဲ့လူတော့တချို့သိချင်မှသိမှာကန်ကိုလေဆိုတော့ပြောချင်တာကိုကတချင်းလဲဆိုနိုင်ရဲ့ဒါနဲ့အဲ့ talent တွေကပြောချင်တာအခုမှဖြစ်လာတော့မဟုတ်လေကိုမှ background တစ်ခုမှမိသားစုမျိုးရိုးထဲမှာကန်အဖေကအဆိုတော်ဆိုအဲ့အကြောင်းလေးပြောပြပေးပါအောင်ကျွန်တော်အဖေပေါ့နော်ကျွန်တော်အဖေကအဆိုတော်ဆိုတဲ့အရာကဘယ်ပြောရမလဲကျွန်တော်နဲ့ကျွန်တော်အဖေကအရန်ကြီးအဲ့လိုရင်းနှီးရဲမှာမပေါ့โอเคငယ်ရပေါ့ရင်းနှီးရဲမှာမပေါ့သူနဲ့ကျွန်တော်နဲ့ရင်းနှီးရဲဆိုရဲဂျားကန် music ပဲโอเคအဖေကအမြဲတမ်းလိုအိမ်မှာဆိုတချင်းနဲ့ပတ်သက်ပြီးပဲစကားပြောပြတာများတယ်ဒါပါနေအောင်ကြာပေါ့အဖေကဘယ်လိုမျိုးတချင်းမနာထောင်အောင်ကြိုက်တာကျွန်တော်ကကျတော့ဘယ်လိုချင်းမနာထောင်အောင်ကြိုက်တာအဲ့ဒါနဲ့ပဲပတ်သက်ပြီးစကားပြောပြတာများတယ်ဆိုတော့အဖေကိုအခုချိန်နေပြန်ပြီးကျွန်တော်အခုတော့အဖေကဆုံးပါသွားပြီဗျာဒါပေမဲ့အဖေအကြောင်းပြန်ပြီးတွေးလိုက်တိုင်းမှာဒီ music နဲ့ပတ်သက်တာပဲရှိတယ်သူချန်ခဲ့ရတယ်အဲ့လိုဆိုအရင်အများကြီးတော့မရှိဘူးဗျကျွန်တော်ပို့ပြီးပါပြချင်တာဆိုလို့အဖေဆိုခဲ့တဲ့ချင်းတွေကပေါ့နော်လာမင်းချစ်သူတို့ပြီးတော့မခွဲကြီးတို့ကန်ဖေးဘယ်သူလဲမသိဘူး like artist name ရှိတာရေးရှိတာပဲကျွန်တော်နာမည်ရင်းရနောက်ဆုံးလို့ Fly yes အဲ့ဒါလေမနေ့ကျမပွင့်နေပြောရင်ကျမတော့မသိဘူးဒါပေမဲ့သိရလူတွေရှိတယ်ဥပမာကျမရဲ့ဒီဘက်ရုပ်ရှင်ဘက်ကတချို့ဆိုကန်အဖေကအဆိုတော့ဘယ်သူမှလားဆိုတော့သိရလားကျမကကြားဘူးနောက်ပါပဲကန်ပြောဘူးတယ်အဲ့လောက်ပဲသိရတယ်ကျွန်တော်အရင်က mention မလုပ်ပြဘူးဖေသိရလူကသိတယ်ဘယ်လိုသိကြလဲမသိဘူးရုပ်တူတာကြောင့်ဖြစ်မယ်လို့တူတယ်ဟုတ်လားရုပ်တူဖေငယ်ရလဲကျွန်တော်တရုပ်ပဲကျွန်တော်အဖိုးငယ်ရလဲတရုပ်ပဲဒီရွယ်မှာအဲ့လိုဆိုတားတယောက်ထဲတာကန်ဟုတ်ယောက်ျားလေးတားတယောက်သမီးတယောက်ရှိသေးတယ်ညီမလေးညီမလေးမောင်နှမနှစ်ယောက်ပဲအဲ့လိုဆိုတော့အဓိကကန်အဖေတချင်းနေတယ်တခါလေကျရင်ပြန် remix ပြန်လုပ်ပေါ့ cover လုပ်ပေါ့မဟုတ်လားနည်းနည်း sampling လောက်ပဲဖြစ်မယ်နဲ့တူတယ်ကျွန်တော်အဖေနဲ့ taste ကွာတယ်အဲ့ဒါYeah, too much information တော့မဖြစ်နေပါဘူးเนาะ Okay. Okay ပါ So အခုကပြကန်အခုပါချင်းနေဆက်လုပ်ဖို့ရှိတယ်ပြီးတော့ EP ရတယ်ဘာနိုင်ပြောရင် high quality မှာလည်းတော်တော်များပေါက်တယ်လို့ပြောလို့ရတယ်လေပြောချင်တာသူ့ရဲ့ beat တွေပါတယ်ပေါ့เนาะဒါဟိုဘယ်လိုပြောမလဲပေါက်တယ်ပေါက်ဆိုတော့ကျွန်တော်တို့ကပြောကြည့်လိုက်တာနဲ့ overall ဟို album တစ်ပုဒ်မှာနှစ်ပုဒ်လောက်ကတော်တော် hit နေတော့ဒါပေါက်တယ်လို့ပြောလို့ရတယ်ပေါ့เนาะဒီတိုင်းတာနဲ့ပြီးကန်ဆိုလည်းချိန်ခဏအတွင်းမှာsocial media platform အားလုံးရောပြောကျမကြည့်ရဘယ်ပွဲမဆိုကန်မပါတာတိတ်မရှိတော့ပြည်ရင်းပြပါဆိုတော့အဲ့အတွက်အများကြီးခုံယူရပါတယ်ဆိုတာတကြောင်နောက်တစ်ခုကဘာဆက်လုပ်ဖို့စဉ်းစားထားလဲဆိုတာလေးသိချင်ပါတယ်ဘာဆက်လုပ်ဖို့စဉ်းစားထားလဲဆိုတော့အခုကျွန်တော်လုပ်ချင်တဲ့ music တခုကိုကျွန်တော်စဉ်းစားတော့ဒီချက်ရသေးလားစဉ်းစားဘာလို့နည်းနည်းလို့အမြဲတစ်ဆန်းနေလို့မလားအဲ့လိုဆိုကိုတော့ကိုအီဘောမှာလည်းကျွန်တော်မလို့ချင်ဘူးအဲ့လိုဆိုနည်းနည်းကြံ့ကြာတဲ့အရာရှိတယ် music ပုံပေါ့နော်ကျွန်တော်ကအဓိကကြံ့ကြာတဲ့အကြောင်းရင်းကလည်းအကတုံးကပဲဖြစ်စေအခုအဆိုပဲဖြစ်စေကျွန်တော်ဖြတ်တန်းလာတဲ့တစ်လျှောက်တိုင်းမှာကျွန်တော်ဘယ်သွားရမှမသိကျွန်တော်လမ်းပြောက်ပြီးဆိုတာလည်း basic ကိုစဉ်းစားဘယ်လို basic ရောဒီ channel သင်ပေးခဲ့ဘူးတဲ့ level 1 2ပေါ့အဲ့အုပ်ကိုပဲ yeah grade 1 grade 2ကိုပဲလုံးဝပြန်လန်ဒါပဲပြန်လန်ကဲတခေါက်ပါလဲမသိ corridor မှာဘာလဲမသိဘူး metronome နဲ့ဆော့နေရလေအဲ့ဒါကျွန်မဘာလုပ်နေရလဲဆိုတော့ကျွန်တော် rap ရေးမှုရဲ့ metronome ကစားနေရဆိုတာပြီးတော့ theory ပြန်တွက်တယ်လို့ပြောဘူးပဲအဲ့မှာကျွန်မစိတ်ထဲမှာတော့နည်းနည်းလေးအတိမတ်ပြုတ်လိုက်တာပေါ့နော်အဲ့လိုမျိုးတွေးရအောင်ကျွန်မကြိုက်တယ်အဲ့ကန်ဆက်ပြောပါအောင်ကျွန်မဖြစ်ပြောသလိုဖြစ်နေတယ်ကျွန်တော်တို့အစတွေပဲပြန်သွားတယ်အဓိကကိုဘယ်ကစပြီးတော့တင်ယူခဲ့ရလဲကျွန်တော်တို့ဒီချက်မှတ်မိမလားမသိဘူးကျွန်တော် training တော့ဆိုရင်ကျွန်တော်လက်ခုပ်တီးကအရန်တိုင်ပတ်တာ metronome ပတ်တာဟုတ်လားကျွန်တော်အားနေချက်တစ်ခုလို့ဖြစ်သွား6လ training တော့ဆိုရင်ဒါပေမဲ့ခဏပါပဲအရှိပိုင်းမရစာရတယ်ကျွန်တော်လက်တွေ့မရဟုတ်လားဟုတ်လားကျွန်တော်လက်တွေ့မရဒီချက်ကျွန်တော်အဲ့တော့မေးခဲ့ဘူးလေဒီချက်လို့ဒီလက်ခုပ်ကကျွန်တော်ဒီတက်မှာကျွန်တော်ဒီ music ကိုလုပ်လို့ရမှာလားဒီချက်တော့ဖြေခဲ့ကျွန်တော်မှတ်မိသေးတယ် like ဒါမှမဟုတ်ဒီကမင်းမှာ sense ရှိရပြီဂျန်နာရီကိုလည်းပို့ပြီးလေ့လာမင်းရဲ့ sense နဲ့ပေါင်းလာအဲ့ဆိုရင်ဖြစ်လာတယ်မဖြစ်လာစရာအကြောင်းမရှိဘူးဆိုโอเคဟာလက်ခုပ်တီးတက်လည်းဖြစ်တာနောက်မှခဏလေးအဲ့လေးစားပါချေဟဲဒါမဲ့ okay ကျမရဲ့လွန်ခဲ့တဲ့2နှစ်က self ကိုကျေးဇူးတင်ပါတယ်ဘာကျမမနေ့ကကျမအရင်မမှတ်မိဘူးဘယ်လိုလဲဆိုတော့အမြဲတမ်းကျမအဲ့ဟိုဆိုကျောင်းမှာလို့လုပ်တယ်ညနေရထဆိုတော့ကျမတရက်ကျောင်းသားပေါင်း300-400နဲ့တွေ့နေရတော့မနေ့ကတချို့အရာတွေကအရင်တော့မှတ်မိပါတော့ဒါပေမဲ့အဲ့အဖြေကိုကျမကိုမှန်တယ်ဒီနေ့ထိလေပြီးတော့ကန်အဲ့တော့ငါလုပ်ခဲ့ဟာလေဒီနေ့ထိမှန်တယ်ဘာလို့လဲဆိုတော့ပြန်သွားလို့ရတယ်ကျမ back to the beginning ဆိုတာအမြဲတမ်းပဲ
like ခါကျရင်ကျမတို့ဒါ music မှာမဟုတ်အလုံးမှာတော့ကိုတွိုင်းနဲ့ရောက်နေပြီလို့ထင်ပေမဲ့ပြန်လှည့်ကြည့်နိုင်ဟဲ့ငါဘာလုပ်နေရလဲဆိုတဲ့အချိန် day 1ကိုပဲကျမတို့ပြန်သွားရငါဘာလို့ဒီလောက်ထိဟို how do I come this far ဆိုရတဲ့အမြဲတမ်းအဲ့ foundation မှာပဲရှိနေတယ်ထင်ပါတယ်ဆိုတော့ကံပြောတာကျမအရင် appreciate လုပ်ပါတယ် teacher တယောက်အနေနဲ့အခုကျတော့သူ့ကျမပြန်တင်ရသလိုဖြစ်တာပေါ့နော်ဘာလို့ဆိုတော့ရာလုံးကကိုင်းကျွန်းမီကျွန်းကိုင်းမီပါပဲနော်ကျမဆရာမလို့အမြဲတမ်းကျမပြောတာမှန်တယ်ဆိုတာမရှိပါဘူး။ဒီတစ်ခါကျရင်ကန်ရဲ့အတွေးခေါ်ရရတယ်ကျမပြန်ပြီးတော့ inspire ဖြစ်ရတာရှိပါတယ်။ဒီပြောတဲ့စကားတွေမှာလည်းကျွန်တော်အများကြီးသိရရှိပါသေးတယ်။ မလေးဘယ်လိုအသက်လေးနဲ့တော့ပြမှာ teacher and student တရားဆိုင်ရောစင်ပါညာ။ဟုတ်ပါအဲ့ဆိုရင်ကန်ကအခုအဘန် top ကအခုအဆုံးမပြောလို့စဉ်းစားနေရယ်okay အဘန်လည်းအဓိကဆိုကိုဘယ်လိုမျိုး music taste ကိုထပ်ပြီးသွားခြင်းတယ်လဲပေါ့နော်ကျွန်တော်ပထမဆုံး EP ကကျွန်တော်ပထမဆုံးပဲလေ yeah ကျွန်တော်ပထမဆုံးပဲအဓိကကတော့ကျွန်တော်စပြီး no excuses နဲ့စထွက်လာတဲ့အချိန်တွေကEP ဒီက EP လိုက်ထွက်ဖို့လုပ်ထားတာ single အနေနဲ့ကျွန်တော်မစဉ်းစားဘူးဟုတ်တယ်ဆိုတော့တပုတ်ချင်းကနေပဲစပြီးတော့ပိုလဲကောင်းသွားတာပေါ့နော်အဓိက EP ကိုပို့ပြီးတော့ဆွဲခေါ်ရပုံစံမျိုးဖြစ်သွားတာပေါ့ဒါပေါ့ပြီးတော့ gun no excuse ဆိုမှပြောတာကျွန်မပြောတာမှတ်မိလား international ထိသွားပါဆိုအခုက gun ရဲ့အနေထားကgun ရဲ့အနေထားဆိုတော့ gun ရဲ့အခုရောက်နေတဲ့နေရာကကျွန်မစိတ်ထင်ဒီအတိုင်းတာနဲ့ဆိုရင်မြန်မာပြည်တွင်းတော့ gun အများကြီးဘယ်လိုပြောမလဲခြေရိုင်အများကြီးထားခဲ့ပြီလို့ကျွန်မထင်တယ်အကလားဆိုလားနောက်ဟိုဆိုရတဲ့ပွဲတွေရောဘာရောဒါမှကျွန်တော်တို့မှာ limitation အနေငယ်ရှိနေလို့ပေါ့နော်အဲ့လိုဒါမဟုတ်ရင်အခုတကြံနေရောပွဲတွေလက်ခံထားပြီးသွားပြီလားတကြံပွဲကတော့ဆုံးညမှာပြည်သက်တယ်ရှိရဲ့ချက် Okay တခြားကြရင်လည်းကန်နဲ့တွေ့ဖို့လက်မှတ်တွေကြိုးပယ်ထားလို့ရပါတယ်ရပါတယ်ဆိုတော့ကန်အဲ့ဆိုရင်ကျွန်မပြောရင်းနဲ့ဘယ်ရောက်သွားလဲမသိတော့ကန်အခုဒီလူငယ်တွေကိုဘာတွေအားပေးချင်သေးလဲကျွန်မမပြီးသေးပါဘူးเนาะဆက်ပြောမှာပါတော့ဒီမှာကန်ခုကိုစိတ်ထဲမှာ sharing လုပ်ချင်တာလေးရှိရင်ပြောပါကျွန်တော် sharing လုပ်ချင်တာတော့ဒါကျွန်တော်ဆရာကြီးလုပ်တာမဟုတ်ပါဘူးเนาะကျွန်တော်ရဲ့ပရိသတ်တွေပဲဖြစ်စေကျွန်တော်ချစ်တဲ့သူပဲဖြစ်စေအဲ့ဒီအရာဆန့်ကျင်ဘက်တွေပဲဖြစ်စေကျွန်တော်ပြောချင်တာကျွန်တော်အနေနဲ့ပဲကျွန်တော်ပြောပြချင်တာအဲ့ဒါဘာလဲဆိုတော့ကိုတခုခုကိုလုပ်တော့မယ်ဆိုရင်စိတ်ထဲမှာဘာမှမရှိစေနဲ့ဘာဆိုဘာမှလည်းမထားနဲ့မရှိစေနဲ့ဆိုတဲ့အရာမသိကျင်တဲ့စိတ်ကိုဖယ်ရှားပေးလိုက်မယ်ဆိုတော့နည်းနည်းတွေးကြဖြစ်သွားတယ်ဘယ်လိုလဲဆိုတော့ပြောချင်တာကျွန်တော်ပြောချင်တာဘယ်အရာမှစိတ်ထဲမှာမရှိစေနဲ့ဆိုတာစိတ်ကိုအလုံးဝဗလာကြီးထားတာအဲ့ဒါကိုယ့်ရဲ့သိကျင်စိတ်ကိုပို့ပြီးနှိုးဆော်ပေးလိုက်မယ် Okay ဒါကြောင့်ကျွန်တော်တို့ကိုယ်တိုင်ကြုံတွေ့ရတဲ့အချိန်မှာပို့ပြီးတော့ဒါသုံးပြမဲ့အရာပေါ့နော်ဒါကိုလည်းကျွန်တော်ကောင်းကောင်းယုံကြည်ရယ်ကျွန်တော်ကိုယ်တိုင်လည်းအဲ့တိုင်းပဲသွားနေတာဆိုတော့ကျွန်တော်ဘာမှမရှိတဲ့အရာကနေပြီးတော့ကျွန်တော်စတင်ခဲ့ရဖြစ်တာကိုပြောပြရင်လည်းအရှိကြီးဖြစ်မှာဖြစ်တယ်လို့လိုက်ပြောပြနေလည်းပြီးဦးပြချာအဲ့လိုဆိုတော့ကိုဘယ်ဟာနေစတင်ခဲ့ရအနေစပြီးအခုဘယ်ကိုသွားမှာလဲကိုဘယ်ကိုရောက်နေရလဲ point ရှိတယ်မယ်ဒါတွေကိုကျွန်တော်မမေ့သေးဘူးခုဒီဆိုတော့ဒါတော့ကျွန်တော်ကိုယ်တိုင်သွားနေတဲ့ပုံစံဒါကျွန်တော်လက်ဆွဲထားတဲ့အရာတခုပေါ့အဲ့လိုမျိုးပဲလူငယ်ပဲဖြစ်စေလူကြီးပဲဖြစ်စေဘယ်လိုမျိုးအသက်အရွယ်မျိုးဖြစ်စေအားလုံးဒီလိုမျိုးစိတ်ကိုထားနိုင်ပို့ပြီးတော့ကောင်းပါပါလို့ပြောချင်ပါတယ်ဟုတ်ပါတယ်ပြီးတော့ကျွန်မပြန်ပြောရရင်ခန်းရဲ့အခုဟိုတရှင်းရေးရတဲ့ဘာတွေမှာ rhythmic ကိုကအရင်ဆုံးတော့ကြည့်မယ်ထင်တယ်ဟို melody ထက်လေခန်းတော့ကျတော့ rap ကနေလာဆိုတော့ melody ကိုလှအောင်လုပ်မယ်ဆိုတာထက် rhythm ဘိုင်းကိုပို့ပြီးတော့အရင် faint တယ်မယ်လို့ကျွန်မထင်တယ်ရဲ့ဆိုတော့အဲ့ချိန်မှာဆွမ်းပြောလို့ခန်းရဲ့ music theory တွေကအထောက်အကူဖြစ်တယ်ဆိုတော့ education ကခန်းအတွက်အရေးပါလားဆိုတော့ဘယ်လောက်ထိအထောက်အကူဖြစ်ခဲ့လဲအဲ့ဒီနည်းနည်းလေးထပ်ပြောပေးပါအောင်အကျယ်တိုးဝင်လေmusic education ကဟိုဘယ်လိုပြောရမလဲတခြင်းကိုပုံမှန်ပေါ့နော်တခြင်းဆိုတာ music ကိုပုံမှန်ဖန်တီးရတဲ့ပို့ပြီးတော့လို့ကျယ်ဝါးရလို့ခံစားရတယ်အမြင်ကျယ်စေရပေါ့နော်ကျယ်ဝါးရဆိုတာနေရာမှာအမြင်ကျယ်စေရပြီးတော့အဲ့လိုတခါမှမမြင်ဘူးမတွေ့ဘူးတဲ့အရာတွေအားလုံးခံစားမိလာyeah music education ကကျွန်တော်အဲ့ဒါကြီးအများကြီးထောက်ကူပြုတယ်ပြီးတော့ကျွန်တော်ခုနကတချင်နဲ့ပြောလို့ metronome နဲ့ metronome မှာဆိုရင်လည်းအဲ့လိုတခါမှကိုခံစားမှုတဲ့အရာကြီးရှိတယ်တချင်အဲ့လိုပုံမှန်ပဲတော့နေကြ metronome စီတဲ့အဲ့လိုနဲ့ခက်စားစားရှိတယ်ကျွန်တော်ဆိုအဲ့လိုမျိုးအရင်သဘောကျဆိုတော့အဲ့ metronome ကိုစားစားအဖြစ်ပြောင်းမယ်ဆိုရင်ဘယ်လိုဖြစ်သွားမလဲyeah အဲ့လိုမျိုးအမြင်ကျယ်စေဆိုအဲ့ဒါကြီးကျွန်တော်တော်တော်အများကြီးအဲ့လိုအမြင်ဖွင့်ပေးလိုက်တယ်လို့ခံစားမိပါတယ်အခုဒီလေအဲ့ grade 1နဲ့ grade 2တော့ပြန်လှန်နေတော့ကျွန်တော်တို့တက်ထပ်ဆောင်ပြီးလေ့လာပါ grade 3 4တွေကျွန်မရဲ့ application ထဲမှာရှိရဆက်တင်လို့ရပါတယ်လို့ 5T ရှိအကန်
ချက်ရှိမှာသင်လို့ရပါတယ်ကျွန်မရဲ့ Phoebe Phillips application ကျွန်တော်1 2လဲနေပြန်ပြီဟဲ့ဒါပေမဲ့အဲ့ကတော့အေးပေါ့ဒါပေမဲ့လည်းပြန်စမ်းကြည့်အရာလုံးကတော့မတိရရပါပဲ somewhere လေနော်အများကြီးပဲအဲ့လေအဲ့ကဟုတ်ပါ somewhere somewhere theory somewhere ရှိရဲတချင်း somewhere ရှိရဲတချင်းရေးရဲ somewhere ရှိတယ်ပြီးတော့ပါလဲ performance ဆိုကျွန်မအမှတ်အပိုပဲပေးရပါ main တော့မဟုတ် performance ကျွန်မရဲ့ main category တော့မဟုတ်ဆိုတော့ခုချို့တော့ကိုယ့်အောင်ရိုက်ထားအဲ့ဘယ်လိုလုပ်တာလဲပြောပါဦး director တွေပါလုပ်နေတော့ကဆွဲစုံရဖြစ်နေနော်ဟုတ်မင်းသားပါလို့တော့မယ်တဲ့မင်းသားကတော့ music video မှာလုပ်နေရပဲတချင်အဲ့လေမဟုတ်လေတောင်လားမင်းသားကန်တရုပ်ဆောင်တော်တွေဖြစ်တော့အဲ့ဒါရောဝေးပါ music မှာပဲနေပါပဲ okay ပါ music မှာပဲနေပါ music မှာပဲနေပါပဲ okay ပါရန်ဖန်ရန်ခါပေါ့အေးဘာကို music video ကြာကိုကိုရိုင်းမင်းသားလုပ်နေရတာဟုတ်အဲ့ချို့ directing ဘာလို့ကြာစပြီးတော့စဉ်းစားတယ်ဟိုတချင်းပေါ့ပဲတချင်းရစာသားတွေရတယ်ပဲကျွန်တော်ဘယ်လို portray မလဲပေါ့နော် portray မလဲဆိုတော့တချင်းရဲ့အရာခဏခဏပြန်နားထောင်ရင်စာသားတွေရတယ်ပြန်ပေးလိုက် vibe ကတော်တော်အတ္တကြီးတာပဲဘလို့တော်တော်စပ်ပြပြမယ်တော်တော်အတ္တကြီးတာပဲငါမပြီးတော့လို့လည်းပြောသေးတယ်ခန္ဓာတစ်ချမ်းတစ်ပိုင်းကမင်းကြောင့်နဲ့ဝေးလို့လည်းပြောတယ်ငါကြောင့်ဝေးသွားတဲ့ခန္ဓာတစ်ချမ်းအကြောင်းကိုမင်းဘယ်လိုပြောမှာလဲ okay ဒီလားမင်းကြောင့်နဲ့ဝေးမင်းကြောင့်နဲ့ဆွေးသူများအကြောင်းပဲပြောနေတာဖတ်လူကြောင်းပဲအရင်ပြောနေတာကိုကြောင်းမတွေးကြည့်ရော okay အဲ့ဒါစာပြီး story line စာလာချိုးအဲ့ရစာအချာဆိုတော့အရင်ဆုံးစလာတဲ့အစင်းမှာဆိုရင်ဒီချိုး music video မှာစလာတဲ့အစင်းမှာဆိုရင်ကျွန်တော်ရေချိုးထားတဲ့ butter ပြအောက်မှာစပြီးဆိုအဲ့ရနေပြီးတော့လက်အဖြူ share လို့လေအဲ့ရနေပြီးတော့ဆွဲခေါ်သွားတဲ့အချိန်ကအဲ့ဒါကျွန်တော်ပဲအဲ့ထဲက share လို့ဒီလဲကျွန်တော်ပဲအဲ့ခုနပြောချင်တဲ့ကျွန်တော်ပြန်တွေးလိုက်တဲ့တခြားတစ်ဖက်ပေါ့နော် POV နောက်တစ်ခု point of view နောက်တစ်ခုကိုကျွန်တော်ထပ်ပြီးစဉ်းစားကြည့်တဲ့အရာတစ်ခုကိုကျွန်တော် share လုပ်နေပြတာအဲ့ထက်မှာများသောအားဖြင့်တော့ကောင်လေး2ယောက်အဲ့လို BL လာတော့အဲ့လိုတချို့လာမေးကြတဲ့သူရှိတယ်တချို့အဲ့မဲ့အဲ့လိုမဟုတ်ပါဘူးတကယ်တော့အဲ့ share တော့တကယ်အတ္တကိုပြောချင်တာပါဆိုတော့တချို့အဲ့လိုမျိုးအဲ့လိုအရင်ကျွန်တော်ပဲအရင်စဉ်းစားလုံးနေရလဲဖြစ်မှာပေါ့နော်တခါလေးမှာဟုတ်ဒါပေမဲ့ကျမဆိုဒါဂန်းရဲ့တချင်းကိုနားထောင်ရင်တော့ကံပြောချင်တဲ့ directing ကိုသဘောပေါက်ပါတယ်ဒါ BL အကြောင်းတော့မဟုတ်ပါဘူးဒါကတော့နော်ရိုက်ရင်လည်းရိုက်မှာပေါ့မရိုက်လည်းမရိုက်တော့မဲ့ဒီအကြောင်းအရာကျတော့ဒါကိုနော်ကိုနဲ့ကိုကတာနေပေါ့ကိုရဲ့ inner ego alter ego something like that so yeah ဘာဖြစ်ပြောဂန်းကိုကျွန်မပထမဆုံးဒီ rata မှာ debut ရမယ်ဆိုကျွန်မတေဝင်းရံပေးရလေ position အောက်မှာ who is this အဲ့ကျွန်မ you will know လို့ပြောလိုက်တယ်အဲ့လူရှိသေးလားမသိဘူးเนาะ I think you will know by now ဒီ reaction video အောက်မှာကျွန်မ reaction video ကတော့အဲ့တော့ဂန်းလည်းညနေတက်ပြီးတော့ကျွန်မပြောမယ်ဆို rap music ကိုအရင်ကိုယ်မလုပ်တဲ့အခါမှာကျွန်မရဲ့ fan တွေကများသောအားဖြင့်ဒီဘက် rock တို့ player ဘိုင်းကများတော့သူတို့ကျတော့ rap ကိုအရင်ပြောမယ်ဆိုကွယ်ပုံနေပြောရင်အရင်ထင်မကြည့်ဘူးကွာထင်သေးရမဟုတ်မဲ့သူတို့ကျ this is rap အဲ့လောက်ပဲဆိုတော့ကျွန်မအရင်ကိုမုန်းတင်နေတဲ့အခါမှာသူတို့ကနည်းနည်းတော့တည်ရမလား like who is this blah 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 ဆိုတော့လည်းရှိရပါတော့ but then like after period of time ကျွန်မပြောလို့လေကန်းလည်းအမြဲသူတို့အမြဲ you ဘယ်လို check မိလိုက်တာပေါ့ see now you know who I am ဆိုတဲ့ energy မျိုးအတွက်ဘာဖြစ်ကျွန်မပြောရလေအချိန်တော့ပေးရတာပေါ့နော်အခုအောင်မြင်တော့ဘယ်ဟုတ်မလဲဆိုတော့ဒီမဲ့ကန်အောင်မြင်မှုကတော့အချိန်တိုင်းတစ်ခုအတွင်းမှာအများကြီး I think it will grow bigger grow stronger ဆက်တော့ဘူးတော့လည်းနဲ့တူနေပါရဲ့ yeah အဲ့လိုပဲဖြစ်ရမယ်ဆိုတော့ကျမတို့ကန်ရဲ့ချို့တဲ့ချင်းလေးကိုစိုးကြမလားဆက်ပါကြည့် okay everybody it's gone Cannot change the why how many don't agree Cannot change the why how many don't see yeah Say this I can be again Nama tweet kuya la get a chain die A dog at the game So go yane Matia yane Desire the south again Tamachado Majagger me a cushion Hey baby changa kido hey Feed a dodo in my dream or chain market Think the Tina get a say herself yet Go knit the cat Chama Dinjanze
bizarro meninato quento piero meninato bizarro meninato bay long a target no in town you to pojo za me ya the out ga this ah ma ja se chin ke ga ba ma na long da na ku ma pa lai me lo to nga twi mi ke na nga ro be da lo nga ro be da lo ba da nga ro be da Bit a minute, yes, I am at the Gomanima Langa, the theme, she may, Gadime, Totwajin, and Nika Shile and a Mehangato, Naha Minto, Malone daughter, Demia, Wanda Gachina, Piotas, Gada, Nyata Charging, take say Mugo, the boy to the me, Nitwich Jingle, the boy to the Goma, man at the sign, and Nahapaka can say in Epi, Dina Tangate, say when you tell my Yachi make up yet, was a near occasion, the chica, Yeluada, Katata, David Man, a Johnny Lie. David she get labeled Kana Sadabai man now time to ya oh my mema hold the mango like get chain it wish them people go by Canada chat onion soup like Pisaro Nialo Dimaro Diapo Who can you Pisaro Nialo Dimaro Diapo Mayoto Nengaro Riha Everybody come to me. True living God. Chef, Yeah. subscribe. Thank you, everybody. Subscribe.